အားလုံးပဲမင်္ဂလာညချမ်းလေးပါဗျာ YWN Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပြီးမဲ့တရေဆက်လန်းလေးနာမည်ကတော့ညောင်ပင်ကြီးအောက်ကခေါင်းမပါတော့ကိုတဲ့ပဲဖြစ်ပါတယ်အားလုံးပဲအစင်တင်ဖြစ်ပြီးဆိုရင်ဆက်လိုက်ကြရအောင်မိုးသေးထန်စွာရွာသွန်းနေရဲ့အော်ဟိုလာညတညမှာပေါ့မန္တလေးမြင်းချံလမ်းဟောင်းဘေးကရွာငယ်လေးတစ်ရွာမှာဥပါကျော်ဆိုတဲ့လူကြီးတစ်ယောက်အိမ်ရှိကွက်ဖြစ်ပေါ်မှာစေးပေါ်လိပ်တောင်းရင်မိုးတိတ်မဲ့အချင်းကိုစောင့်နေခဲ့တယ်။ရုတ်တရက်ရွာပြင်းကညောင်ပင်ကြီးစီကနေဗျုံဆိုတဲ့အတန်ကြီးထွက်လာတယ်။တစ်ကိုင်းကြီးတစ်ကိုင်းလုံးကျိုးကြွသွားသလိုပဲ။အဲ့ဒီနောက်မှာတော့တရွာလုံးခွေးတွေဝိုင်းဦးကြတော့တာပဲ။ခွေးဦးတန်တွေကပုံမှန်မဟုတ်ဘူး။ကြောက်လန့်တကြားအော်ဟစ်နေတဲ့အတန်မျိုးတွေ။ဥပါကျော်လဲထူးဆန်းတယ်ဆိုပြီးအိမ်ထဲဝင်ဖို့အလုံးမှာခြံဝင်းတကားဝက်ကနေလူတစ်ယောက်ရက်ကြည့်နေတာကိုမြင်လိုက်ရတယ်။မိုးရေထဲမှာမို့လို့ရုပ်ကိုတီးတီးချာချာမမြင်ရပေမဲ့အဲ့ဒီလူကအရက်အယမ်းရှည်ပြီးလက်မောင်းတွေကဒူးစစ်အထီရောက်နေတယ်လို့ပဲ။ဘာတူလဲဒီအချင်းကြီးပါလာလို့တာလဲ။ဥပါကျော်ကလမ်းမိလိုက်တယ်။ဒါပေမဲ့ပြန်ထူးထန်မကြောက်ရပဲအဲ့ဒီအရေးကြီးကဝင်းတကားကိုကြော်ပြီးအိမ်ရှိဦးတဖြည်းဖြည်းချင်းရှောင်လာတယ်။ရှောင်လာတဲ့ခြေလမ်းတိုင်းမှာတောက်ဆိုတဲ့တစ်သားကြောင်းနဲ့ရိုက်တဲ့အတန်မျိုးကြားနေရတယ်။နီးလာတော့မှဥပါကျော်မြင်လိုက်ရတာကအဲ့ဒါလူမဟုတ်ဘူး။ခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးကပစိုးအနှွမ်းကြီးကိုရင်ခေါင်းအထိဝစ်ထားပြီးလက်ထဲမှာတော့သွေးတွေပေးနေတဲ့လူဦးခေါင်းခွန်တစ်ခုကိုပိုက်ထားတာ။အဲ့ဒီဦးခေါင်းခွန်ရဲ့မေလုံးပေါက်ထဲကနေမိခိုးရောင်အလင်းတန်းတွေထွက်နေပြီးဥပါကျော်ကိုစိတ်ကြည့်နေတယ်လို့ပဲ။ဥပါကျော်ကြောက်လွန်လို့အတန်တောင်မထွက်နိုင်ပဲနောက်ဆုတ်လိုက်တဲ့အချိန်မှာအဲ့ဒီအရာကြီးကသူ့ရှိတဲ့တဲ့ကိုရောက်လာပြီးလက်ထဲကဦးခေါင်းကြီးကိုမြှောက်ပြလိုက်တယ်။အဲ့ဒီအချိန်မှာဦးခေါင်းကြီးရဲ့ပါးစပ်ကနေထွက်လာတဲ့အတန်ကငါခေါင်းကိုမင်းတို့ရွာကဖျားကုန်းမှာမြုပ်ထားတာငါပြန်လာယူပြီးအဲ့ဒီအတန်ကနားထဲမှာကြားရတာမဟုတ်ပဲအုံနောက်ထဲကိုတိုက်ရိုက်ခတ်သွားတယ်လို့မျိုးပဲအဲ့ဒီနောက်မှာတော့ဥပါကျော်တတိလစ်သွားခဲ့တယ်။နောက်နေ့မနက်ရွာသားတွေနိုးလာတဲ့အခါမှာတော့ဥပါကျော်ရဲ့ခြံဝင်းထဲမှာလူချေရမဟုတ်တဲ့အရေးမပါတဲ့ခြေပွားအသားစားတွေကတ်နေတဲ့ခြေရာကြီးတွေကိုတွေ့ခဲ့ရတယ်လို့ရွာဦးဖျားကုန်းကမြေကြီးတွေလည်းကစင်ကလေးကတူးစပေခံထားရတာကိုတွေ့ခဲ့ရတယ်လို့ဆိုကြတယ်